ဒီရွာမှာယောက်ျားတစ်ယောက်မှမရှိပေမဲ့နှစ်ပေါင်း1000နီးပါးသူတို့တွေတည်တတ်အောင်မြင်နေခဲ့ကြပါတယ်လူဦးရေတိုးပွားဖို့အတွက်နှစ်စဉ်နှစ်တိုင်းချုံမောလှပတဲ့မိန်းကလေး6ယောက်ကိုရွေးချယ်ပြီးရွာပြင်ကိုဆေလွတ်ကြရပါတယ်သူတို့ရဲ့တာဝန်ကတော့တန်မာတဲ့အမျိုးသားတွေကိုမြှုပ်ဆွဲဖျားယောင်းပြီးကိုဝင်ရလာတဲ့အခါရွာကိုပြန်လာဖို့ပါပဲကိုဝင်10လပြည့်လို့မွေးဖွားလာတဲ့ကလေးဟာမိန်းကလေးဖြစ်ရင်နောက်ထပ်မျိုးဆက်သစ်ဘရင်မဖြစ်လာပြီးစီးစိမ်ချမ်းသာနဲ့နေထိုင်ခွင့်ရပါမယ်ယောက်ျားလေးဖြစ်ရင်သူဟာမြစ်ထဲကိုအပြစ်ပယ်ခံရရုံတင်မကပဲတစ်သက်လုံးဒီရွာရဲ့ကျွန်းတယောက်လိုပင်ပန်းတဲ့အလုပ်ကျန်းတွေကိုလုပ်ကင်သွားရမှာဖြစ်ပါတယ်ဒီကံကြမ္မာကိုပြောင်းလဲဖို့အတွက်ဒီနေ့ရဲ့ရွေးချယ်ပွဲမှာမိန်းကလေးပေါင်း15ယောက်အထိပါဝင်ရှင်ပြိုင်ခဲ့ကြပါတယ်ဒါပေမဲ့ဒီပွဲကိုအောင်မြင်ဖို့ကတော့လုံးဝမလွယ်ကူပါဘူးပထမအဆင့်ပဲစီတွေကိုကင်ထားရင်းအပြေးပြန်ရတာပါပြေးနေရင်ပဲစီတစ်စီလေးပြုတ်ကျတာနဲ့တိုင်ပွဲကနေချက်ချင်းထွက်ရပါတယ်ဒုတိယအဆင့်လေကားတက်ရတဲ့စမ်းသပ်မှုပါဒီအဆင့်မှာပဲစီတွေပြုတ်ကျကုန်လို့တိုင်ပွဲဝင်အတော်များများပြုတ်သွားကြပါတယ်တတိယအဆင့်ပဲစီတွေကိုကင်ထားရင်းကျိုးခုံရတာပါကြည့်ရတာလွယ်ပုံရပေမဲ့အရင်အဆင့်တွေကြောင့်မောဟိုက်နေတဲ့မိန်းကလေးတွေအတွက်တော့တကယ်ကိုခက်ခဲတဲ့စမ်းသပ်မှုတစ်ခုဖြစ်ခဲ့ပါတယ်ဒီစမ်းသပ်မှုတွေအပြီးမှာမိန်းကလေး9ယောက်ပဲကျန်ပါတော့တယ်ဒါပေမဲ့စစ်ဆေးမှုတွေကမပြီးသေးပါဘူးနောက်ဆုံးအဆင့်ကတော့ခန္ဓာကိုယ်ကိုစစ်ဆေးတာဖြစ်ပြီးခြေထောက်မှာမဲ့ပါတဲ့မိန်းကလေးမှန်သမျှပယ်ထုတ်ခံရပါတယ်မိန်းကလေးတစ်ယောက်ကအတနာခံခဲ့ပေမဲ့မျိုးသမီးတီးတန့်ဒီမျိုးနွယ်စုမှာမျိုးဆက်ပြန်သွားဖို့အတွက်တတ်မှတ်ချက်တွေကအလွန်ကိုတင်းကျပ်လွန်ပါတယ်နောက်ဆုံးမှာတော့မိန်းကလေး6ယောက်ပဲအရွေးခံရပါတယ်ဒါတောင်ချက်ချင်းထွက်ခွာခွင့်မရသေးပါဘူးယောက်ျားဆိုတာတွေကိုမိစ္ဆာလို့သတ်မှတ်ထားတဲ့သူတို့ရွာမှာမိန်းကလေးတွေဟာအဲ့ဒီမိစ္ဆာတွေကိုဘယ်လိုပြုစားရမလဲကိုဝင်ရတာနဲ့ရွာကိုဘယ်လိုအမြန်ဆုံးပြန်လာရမလဲဆိုတာတွေကိုတပတ်ကြာသင်ယူခဲ့ရပါတယ်ဘရင်မကြီးရဲ့နောက်ဆုံးနှုတ်ဆက်စကားနဲ့အတူမိန်းကလေး6ယောက်ဟာမြူနင်းတွေကိုဖျက်ကျော်ပြီးရွာပြင်ကိုထွက်ခွာလာခဲ့ကြပါတယ်သူတို့တောင်အောက်ကိုဆင်းချင်းမှာပဲလမ်းဘေးမှာအိပ်ပျော်နေတဲ့မိစ္ဆာယောက်ျားတစ်ယောက်နဲ့တွေ့ပါတယ်အစပိုင်းမှာစိတ်လှုပ်ရှားသွားပေမဲ့အဲ့ဒီလူကကိုကိုလှည့်လိုက်တဲ့အခါထွက်လာတဲ့နန်စော်လာတဲ့အနံ့ကြောင့်မိန်းကလေးတွေလမ်းဖြတ်ပြီးထွက်ပြေးခဲ့ကြပါတယ်မိစ္ဆာတွေကတကယ်ပဲကြောက်စရာကောင်းတာပဲမြို့ထဲကိုရောက်တဲ့အခါမှာတော့မိစ္ဆာတွေပြည့်ပါပဲတချို့ကငားတက်နေကြတချို့ကကြက်ကင်နေကြနေမှုဒီမြင်ကွင်းကိုတခါမှမမြင်ဘူးတဲ့မိန်းကလေး2ယောက်ဆိုရင်လန့်ပြီးတတိတောင်မေးသွားခဲ့ပါတယ်သူတို့တွေဟာဒီမိစ္ဆာကဘာကနေအမြန်ဆုံးလွတ်မြောက်နိုင်ဖို့အတွက်ညာရင်းချင်းပဲအစီအစဉ်တွေဆွဲကြပါတယ်နောက်တစ်နေ့မနက်မှာတော့သူတို့ဟာကာမစိတ်တွေကိုလှုံ့ဆော်နိုင်တဲ့အဝတ်အစားတွေကိုဝတ်ဆင်ပြီးသူတို့ရဲ့ပြစ်မှတ်တွေကိုရှာဖွေဖို့ထွက်လာခဲ့ကြပါတယ်သူတို့ရဲ့ရည်မှန်းချက်ကတော့တစ်ခုတည်းပါတာဝန်ကို